ကဲအားလုံးထိုင်ကြပါဦးတကယ်ကိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့ပုံမြင်လေးတစ်ပုဒ်ကိုပြောပြမယ်အဲ့ဒါကမြဲကလေးအော်လီရဲ့အကြောင်းပေါ့သူဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000လောက်ကဣသရေလဆိုတဲ့တိုင်းပြည်မှာနေထိုင်ခဲ့တယ်ဒါပေမဲ့ဒီကနေ့အထိလူတွေကသူ့အကြောင်းပြောနေတော့ပဲဒေလတိုင်းပြည်ဘေဒနီရွာလေးရဲ့ပူပြင်းလာတဲ့ညနေခင်းတစ်ခုမှာမြဲကလေး9ကောင်ဟာသူတို့ရဲ့ဒေါ်လေးအယ်လနာနားမှာဝိုင်းဖွဲ့ပြီးပုံပြင်ပြောပြပေးဖို့တောင်းဆိုနေကြတယ်။ပုံပြင်တစ်ပုတ်ပြောပြအန်တီ။သားတို့လည်းယေရှုလေးကိုအန်တီပေးစီတဲ့အကြောင်းသိချင်နေတာ။ကောင်းပြီလေကလေးတို့ဘယ်လင်မျိုးရဲ့စောင်းညအေးတဲ့ဟာပိုပြီးဆူလိုက်တဲ့ညမှာပေါ့။ကောင်းဝင်တမန်တစ်ပါးဟာရောသက်စီကိုပေါ်လာပြီးမေရီနဲ့ကလေးကိုအီဂျစ်ပြည်ကိုပြေးဖို့ပြောတယ်။အန်တီတို့အားလုံးသူ့ကိုမြင်ကြပြီမဲ့တခြားမြင်းတွေဟာခီးစဉ်အကြောင်းပြောနေတာကိုကြားမှမထင်ဘူးဒါပေမဲ့အန်တီကဝမ်းသာလုံးလို့ထခုန်မိတယ်မာရီကအန်တီဘက်ကိုလှည့်ပြီးသူတို့ကိုတည်သွားဖို့နိုင်မလားလို့မေးတာတော့တတိယနေသေးတယ်အန်တီဘဝမှာဒီလောက်ခုံစရာကောင်းတဲ့ကိစ္စမရှိဘူးလေဒီခီးကခဲမှုအပြည့်နဲ့အရန်ကိုရှည်လျားတဲ့ခီးပေါ့နောက်ဆုံးတော့အန်တီတို့ဟာအီဂျစ်ပြည်ကိုရောက်အောင်သွားနိုင်ခဲ့တယ်အန်တီခံစားမိတာကတကယ်လို့ပြန်လှည့်ပြီးခီးစဉ်ကိုပြန်စမယ်ဆိုရင်ဖြစ်မှာမလားလို့ပေါ့ဝေါဤသူရဲ့ကောင်းကြောင်းတွေဆက်ပြောပြတို့ရဲ့မျိုးဆက်တိုင်းမှာဖျားသခင်ကသူ့ရဲ့ရည်ရွယ်ချက်တွေအတွက်မြူးတွေကိုအသုံးပြုခဲ့တယ်။ဘယ်ရွယ်အစားဗေမေတာတို့ဆိုတာအရင်မကြည့်ပါဘူး။ဖျားသခင်ဟာသူ့အတွက်အသင့်ဖြစ်နေတဲ့သူတွေကိုအသုံးပြုချင်တယ်။ဒါကိုပြောမယ်ဆိုရင်တို့တွေရဲ့အဆောက်ပြန်သွားရမယ်။နော်အေနဲ့တင်မောကြီးတဆောက်ဖို့ကိုညီပေးခဲ့တဲ့မြူးတွေရှိခဲ့တယ်လေ။သူတို့ဟာအဝေးကြီးကနေသားတွေတည်လာပြီးတယ်။တိရစ္ဆာန်တွေအားလုံးစားဖို့အတွက်လက်ကွင်းတွေမှာအစာတွေစိုက်ဖို့ပူပေးတယ်။နောက်ပြီးတော့ဣသရေလလူမျိုးတွေအီဂျစ်ပြည်ရဲ့ဂျမဝလွတ်မြောက်တဲ့အခါမှာလည်းကူညီပေးခဲ့တဲ့မိတွေလည်းရှိတယ်။ဘာလာမို့စကားပြောခဲ့တဲ့မိလေးအကြောင်းကိုဘယ်လိုလဲ။ဒါကတော့ဘုရားသခင်ကလူတွေဟာမိတွေကိုနားလည်ဖို့အခွင့်ပေးလိုက်တာပဲ။သားယေရှုဂျေရုဆလင်မြို့ကိုသွားရင်စီးတဲ့မိလေးဖြစ်ချင်တယ်။ခလေမင်းနာမည်ဘယ်လိုခေါ်လဲ။အော်လီသူကသူ့ရောင်နဲ့သူလှနေတယ်လို့ထင်နေတာဖျားသခင်လိုရှိတဲ့အတိုင်းလုပ်ဖို့မင်းမဆန္ဒရှိရလားဟုတ်ကဲ့ဆန္ဒရှိပါတယ်ဒါမဲ့ဖျားသခင်ကသားကိုသုံးပါမလားယင်သားကသူများတယ်လို့မဟုတ်ဘူးပြီးတော့အရန်သေးတယ်ဗျသူအသုံးပြုလိုက်မယ်ဆိုတာအန်တီသိတယ်မင်းကိုမင်းငယ်သေးတယ်လို့မထင်ပါနဲ့ကွယ်ဖျားသခင်ကမင်းကိုမြင်စီမှာပါအော်လီသူကမင်းရဲ့နှလုံးသားကိုပဲကြည့်တာပါဒါမဲ့သားရဲ့ကိုယ်ရောဘုရားသခင်ကအထူးရွေးချယ်ထားတဲ့သူတွေရှိတဲ့စမြဲပါပေါကြပြီမေးတင်ရတဲ့ကဲထိုးတဲ့တင်ရှင်
အော်လီကိုသူ့အကိုတွေကလှောင်ပြောင်နေပြီအကြောင်းကအန်တီအယ်လနာကသူ့ကို special လို့ပြောလို့ပေါ့အော်လီဟာညီဆောင်ထဲမှာအထီးကျန်နေပြီးအဲ့ဒီညမှာရင်ထဲကခန်းစားချက်တွေဟာပွင့်ထွက်လာတယ် You know Mali, lose and that cushion. Best I did, good on Lord diamond. What cool good on song show up the net, good on she. Lose and that cushion, where's that dear? Good on Lord diamond, but what cool good on song show up the net, good on she. ဒီနောက်ပိုင်းမှာအော်လီအကိုတွေဟာညီဆောင်ကိုပြန်ရောက်လာခဲ့ကြတယ် မင်းကိုဖျားကရွေးတယ်လို့ပြောရအောင်ကိုယ့်အကိုပါမတ်နေတော့လေ မင်းကိုရွေးတယ်လို့ပဲတနေ့ကြရင်မေရှိယဘုရားသခင်ကမင်းကိုကြော်ပြီးငါ့ကိုရွေးမှတေးချတယ် အော်ဝီဒီတစ်ခါတော့မင်းလွယ်နေပြီဘုရားသခင်ကငါတို့ထက်ကြော်ပြီးတော့မြို့ရွေးစရာလမ်းကိုမရှိဘူး စိတ်ဆန္ဒရှိရင်ဖျားသခင်ဟာအသုံးပြုမယ်လို့အန်တီကပြောထားတယ်လေ အခုတကယ်ယေရှုဟာတပည့်တော်တွေကိုသူယေရုရှလင်မြို့သွားမဲ့ခရီးစဉ်မှာအတူလိုက်ပါမဲ့မြဲကိုရှာဖွေဖို့စေလွှတ်နေတယ်ပီတာနဲ့ဂျိမ်းစ်တို့ဟာအော်လီတို့ရဲ့ပိုင်ရှင်ဖြစ်တဲ့လက်သမားကြီးဂျွန်စီကိုတွားဖို့ဆုံးဖြတ်ခဲ့ကြတယ် ပီတာဆရာကောင်းကောင်းမှားထားတယ်အယောင်ဖြူဖြော့ပြီးပူတဲ့မီးတဲ့ ငါသိပါတယ်ဂျိမ်းစ်မင်းကမင်းရှာပါဦးအကုန်လုံးထဲမှာဖြော့တဲ့အယောင်တစ်ကောင်မှတော့မပေါ်လာဘူးဆရာငါတို့ကိုနေရာအမှားပို့တာလည်းဖြစ်နိုင်ပါတယ် နေအောင်ဆရာမနေပြီထင်တယ်လေသမားစီပြန်သွားပြီးမင်းရအောင်သူမေ့နေတဲ့မြေးတကောင်ရှိနိုင်သေးတယ် အဲ့ဒီညနေခင်းမှာပဲအော်လီလေးဟာရေတွင်းဟိုနားမှာကျိုးပုံတန်းကစားနေတဲ့သူ့ကိုယ်လူစီကိုတွားခဲ့တယ် ဒီလေးလည်းပါမယ်သူကစားပြစေ မင်းကအရန်တော်နေတယ်လေ အေးပေါ့နောက်ဆုံးတော့မေရှိယကမင်းကိုရွေးမှပါလေ လောက်ပါတူကစားပြစေ ရတယ်အော်လီ လာကစားပါလာပါဝင်လေမင်းကိုမေရှိယကရွေးလိုက်မယ်လို့မင်းတကယ်ထင်လား တိုက်သေးချတာပေါ့ မဟုတ်သေးဘူးကွာဒါဆို तू အမျိုးရင်ရှာတွေ့အောင်ပါလေ Ming go minti yella, Ming the game a ho yella. Don't so low ya pini la, Binya Sanji Jamala. Ming go minti yella. Ming go minti yella. Piccolo ne went to an I grew. You your junior to Johnny, the gag go show my G bear. Ming go minti yella. The get down on my cap babu. The internet that charges so you don't like me beat up bear. Mean go minty yella. The internet that charges so you don't like me beat up bear. Mean go minty yella.
မင်းထိုက်တန်ပါတယ်အော်လီ မင်းအရန်မာနာကြီးတဲ့ကောင်ပဲရင်တွင်းထဲမှာခဏဆင်းနေလိုက်ရင်မင်းကောင်းသွားမှာပါ မလုပ်ပါနဲ့ခြေရင်းနဲ့မချလိုက်ပါနဲ့